လေစိတ်ကစာအုပ်ဆိုင်မှာပါလက်6နာရီမှာဒါပဲပဲလေအထဲကိုရောက်ပြီเนาะဟိုဟာတဲ့ကို gate ဟုတ် gate D47 D เนาะ D47 ကိုရောက်ပါတယ်လူစောင့်နေပါတယ်6နာရီနောက်ဆုံးပါပဲ$10တန်ပြီးပါပြီးရင်ပေါ်မှာရောက်လာမမီလိုရတယ်ဒါစကားလေးနဲ့သွားရပါတယ်ခုဘတ်စကားလေးကိုသွားနေရပါဟိုတယ်မှာချင်းညလို့စောင့်နေရပါအေးလေပြစ်ပြီးပေးတာကိုလန့်သွားတဲ့ customer ကိုကြည့်ပါအဲ့ဒါဘာမှလည်းမရေးတာတီးကိုရေးထားတယ်လေဈေးဘယ်လောက်ကြာလဲလဲမရေးတာမဲသားဝတ်သားမဲသားချက်သားဆောင်ရအနေနဲ့မဲသားကိုပါလိုက်ပါတယ်ဒါပေမဲ့နောက်နေ့ဒီဆိုင်ကမစားပါဘူးမဲသား82ချက်ကြာပါတယ်ဆိုင်မှာနိုင်စာလို့စားလိုက်တာပါဟိုတယ်ကနေ2ယောက်ထိသွားပါတယ်10% service ချက်ထပ်အပ်တဲ့အပြင်1000 deposit ဆိုပြီးချက်ပေးရပါတယ်အခုဟိုတယ်တစ်ဝိုက်ကိုရှောက်ကြည့်ပါမယ်မင်းစားပြီးတော့66ချက်ကြပါတယ် first meal ကမိုင်းခုဘယ်ကိုသွားမှာပါလဲတပိကိုတော့ပါပါရထားဂိတ်ကိုဘယ်လိုများရှာဖွေတွေ့လိုက်ပါလဲသူမြောက်မေးပြီးတော့ရှာဖွေသိရှိလိုက်ပါတယ်ဘယ်ဂိတ်ကနေစကြည့်မှာပါလဲနောက်ကဆိုင်းဘုတ်ကပါအင်ချာရွှေရပါဘယ်ကိုစီးရမှာပါလဲ The Central ဟုတ်တယ်ဟုတ်ဘူး The Central ဟုတ်တယ် The Central စီးရမှာဒါမှားလားမမှားလားတော့မသိချဘူးဒါပေမဲ့မှားတယ်ပေါ့ပဲကျွန်တော်တော့မှာပဲဟိုပါလဲဟောင်ကောင်ပါထိုးထောက်ပြပါဟောင်ကောင်ပါဒါပေမဲ့အခုပဲရောက်ပြီလေစံထွဲဟိုပါအဲ့ဒါကဆက်နေလားမဆက်နေလားမသိချပါဘူးအဲ့ပါလေဟောင်ကောင် station အပေါ်တက်ပါအဲ့မှာဒီကြည့်လိုက်ရလားမသိဘူးအင်တာချင်းမလို့ရှောင်းရင်းနဲ့အဲ့မှာဒီဟောင်ကောင်ရောက်တော့ပါတယ်ဘာအတွက်စောင့်နေရပါလဲဖန်စီဖို့စောင့်နေပါဘယ်ကိုဖန်လဲပစ်ကိုသွားဖို့ပါကတော့လူတွေအရန်ဘလို့နေပါလဲအရန်များပါတယ်လူတွေကလည်းလောက်ရှိပါတယ်ဒါအရှိဘက်ကလူကနောက်ဘက်ကလူတွေပါ
chọn chơi mới chọn vào đấy nhà mình là liền rồi cô Hong Kong màတွေ့ကြုံရတော့ Hong Kong သားရဲ့တခြားနိုင်ငံသားတွေကတော့အဆင့်ရှိကြပြီးတော့လူမျိုးရေးခွဲခြားခြင်းလို့မဟုတ်ပါဘူးဒါပေမဲ့လူမျိုးတစ်မျိုးရဲ့ဂုဏ်ကိုတဦးချင်းစီကဖော်ဆောင်နေဆိုတာအဲ့ဒါတက်သေးပြတာပါအဲ့ဒီပြည်ကြီးတရုတ်တွေဟာဆိုလို့ရှိရင်သူများဓာတ်ပုံရိုက်နေမှမသိဝင်ပြီးတော့ဟိုဖြတ်လျှောက်တာတို့ဘာတို့ကလည်းအာမနာရှာမကြိုးလောက်တတ်ပါတယ်သူတို့ရိုက်ချင်ကြရင်လည်းသူများရိုက်နေမှလည်းမသိတန်းလည်းမစီဘူးဂျားဖြတ်တာတို့ဖြတ်ထိုးတာတို့ပြောနဲ့ပေါက်လိုက်တာတို့လည်းအကုန်လုံးလုပ်ပါတယ်အဲ့ဒီတော့ကြောင့်မလို့ကျမခီးတော့ကျမတငယ်ချင်းနဲ့အလွန်တရာမှစိတ်အနှောက်အယှက်ဖြစ်ရပါတယ်ဤတော့စိတ်အနှောက်အယှက်ဖြစ်ရပေါ့ကျမတွေ့ဆုံပေးများပါမယ်သူမနဲ့အမကြီးကိုဘလို့များဘာတွေများမကျင်မနဲ့ဆရာများဖြစ်ခဲ့ပါလဲဆိုတော့တက်ပုံရိုက်နေတာရဲ့အနောက်ကနေပြီးတွန်းထလိုက်တယ်တယောက်ကအဲ့ဒါ West Museum ထဲမှာမဟုတ်ဘူးအခုဒီတပိမာတယ် West Museum မှာဘယ်လိုမျိုးတွေတွေ့ကြုံရလဲမသိဘူး West Museum မှာပြောမနေပါနဲ့တော့ကျူလည်းမရှိပါဖြတ်ခနဲ့ဆိုပြီးဝင်သွားတယ်သူတို့ရိုက်နေလို့ရှင်လည်းရှေ့ကနေဖြတ်ပြီးလို့ရှောက်သွားတယ်သူတို့ရဲ့မျက်နှာရုပ်ဆိုးဆိုးကြီးအကြီးထွက်လာပါတယ်နောက်ပြီးတော့ဟို Trump စီတော့ဘယ်လိုတွေ့ကြုံခဲ့ရသေးလဲမသိဘူး Trump စီတော့လည်းအတင်းကိုပဲတိုးပါတယ်သူတို့မှသူတို့ပါပဲအဲ့ဒါတွေလောက်တာတွေကဟောင်ကောင်နိုင်ငံသားတွေများကြီးသားတွေပါကြီးသားအခုရာသီဥတုအချိန်တွေကဘယ်လိုနေလဲမသိဘူးရှင်လက်အိတ်တောင်မှတယောက်ကမှဆိုတာဟောင်ကောင် service ကောင်းတယ်လို့နာမည်ကြီးအောင်ဘယ်လိုထင်ပါသလဲစားတော့ဆိုင်မှာစားပြီးနောက်မှာစားတော့ဆိုင်မှာစားပြီးတဲ့နောက်ပိုင်းမှာမကောင်းပါဘူးမကောင်းဆိုတာဆိုးပဲရှိပါဆိုးပဲဒီလောက်ဒီလိုပဲပထမဦးဆုံးနေ့ညစာတင်တာစားပါမယ်တင်တာကတော့တပိကစားဆိုင်လေးမှာပဲစားပါတယ်အေးရလေးပြီးတော့ ramen စားဖို့ပဲစီစဉ်လိုက်ပါတယ် instant တွေလည်းပြောပါမယ်ဆိုရင်ကျက်သားကလည်းရှောင်းသွားတော့ beef နေတိုင်းစားပြနေပါတယ်ကျေးဇူးတင်ပါတယ်မဟုတ်ကိုလာချပြီးဇိုးမပေးရလဲဟောင်ကောင်နိုင်ငံရဲ့အချက်တစ်ခုပါပဲပေးရတာလည်းကြည့်ရာမန်ရေးကြောင်တော့ရပြီလားဟာလာမလားရပြီချဲပြုတ်ရောဝင်နေကြပြုတ်ရောဝင်ကဘာဖြစ်နေဘာဖြစ်လို့ပေါ်နေလဲထွားပေါ်မှာနေရလို့ပြုတ်နေပါလားဒီကောင်ကြီးရှိလဲတင်းမပေးရဘူးညအောင်ဟုတ်တယ်ငါဖေးရမယ်ငါတို့ရအောင်တော့တော့ပဲဒါပေမဲ့ငါတို့ကအစကတည်းကအရှိဆုံးဖြစ်နေတာပါမတော်တဆအစတည်းကငါတို့ကတမင်
တက်တက်လောက်တာပေါ့ဟုတ်တကယ်ကိုရှိရှိဖြစ်ခဲ့တာဘာလို့သူတို့ကတက်တက်ကိုဘယ်ထားလို့ပါအဲ့တော့အတင်းပဲဘလူးကတော့ဝင်ပါတယ်ကျူကလည်းဖြတ်သေးတယ်ကြားထဲမှာလည်းနော်တန်စားဟိုတယ်မှာရေဘူးတဘူးကို28ကျပ်နဲ့ရောင်းပါတယ် restaurant မှာကျတော့18ကျပ်နဲ့ရောင်းပါတယ်အခုအမတရားဆိုင်မှာဝယ်လာတာနှစ်ဘူးကို30နဲ့ပါမနေ့ကတင်းချာရွှေမှာရထားသွားစီးပြီးတော့ညနေတော့ Jordan Station ကနေလမ်းပြန်လျှောက်ပါတယ်ဟိုတယ်တင်းချာရွှေနဲ့ Jordan နဲ့ကြားမှာရှိပါတယ်ချာချင်းနဲ့ပုံပြီးပါတယ်ညနေနဲ့ပုံပြီးပါတယ်နောက်ဖက်နဲ့ကြာရင်တော့ချီးစီစဉ်နေရတယ်စဉ်းစားပြီးပါပြီဒါပေမဲ့မ plan ရသေးပါဘူးဟိုခုတည်းတော့ဒင်းဆန်းစားဖို့ဆိုင်ကိုရှာနေပါတယ်ရှာလို့မတွေ့သေးပါဘူးရှာလို့လည်းမတွေ့ပါဘူး